Hello မင်္ဂလာပါဒီနေ့ကကြတော့ရှက်စီပန်အကုတ်ပုံလေးကိုရှက်မျှဝေပေးပြီးပြီเนาะစီပန်အကုတ်ပုံလေးကတော့ Neo Page မှာလည်းတင်ထားတယ်နောက်တစ်ခုက YouTube မှာလည်းတင်ထားတယ် TikTok မှာလည်းတင်ထားတယ်အဲ့ဒီကနေပြီးတော့စီပန်အကုတ်ပုံလေးကိုဘယ်လိုညှက်လို့ရလဲဆိုတာကိုလိုက်ကြည့်ပြီးတော့စီပန်ကိုမှရှက်တို့က digital အကောက်ပေါ့เนาะကောက်တဲ့နီးကိုရှက်ပြပေးမယ်เนาะတေချာလေးကြည့်ကြเนาะနောက်တစ်ခုကကြတော့အသေးပြီးတော့လည်းကြည့်ပေးအောင်เนาะဟုတ်ပြီရှက်တို့ကခါတိုင်းစီးခွဲနေတယ်လို့ပဲရှက်တို့စီပုံစံလေးကိုယူမယ်ညနေမှလည်းစီယူမယ်ကောက်နေကြတော့လည်းစီပုံစံလေးယူမယ်เนาะဟုတ်ပြီဆိုတော့ညနေမှကြတော့ရှက်တို့က3စိတ်ခွဲခဲ့တယ်အခုကောက်နီးမှကြတော့လဲရှက်တို့3စိတ်ခွဲခဲ့တယ်ဟုတ်ပြီဒီလို3စိတ်ခွဲခဲ့ပြီးပြီဆိုအလဲတက်တဲ့ကိုရှက်တို့ကယူလိုက်ပြီပေါ့เนาะယူလိုက်ပြီးပြီဆိုလို့ရှိရင် digital စာရွက်ကလေးပေါ့เนาะဆိုတော့ရှက်စီမှာတင်တန်းတက်တဲ့လူတွေကတော့သိတယ် digital ကောက်လို့ရှိရင်အစိုးကောက်ရမလားဟိုစပင်ကိုဒရယာမှုတ်ပြီးတော့အချောက်ကောက်ရမလားဆိုတာသိတယ်အပေါ်တရွက်အောက်တရွက်ထပ်မှန် digital ကောက်တယ်ကကြတော့ရှာကွာကောက်တန်လေးနေမှာတင်တန်းမှာဆိုတော့ပြပေးမယ်နော်ဟုတ်ပြီရှာတို့က digital ကောက်လိုက်ဒီလိုကောက်လိုက်လေးကိုတစ်ပတ်ခွဲပဲလိုက်မယ်နော်အများကြီးမလိုက်ဘူးဒီ customer လိုချင်တာကကြတော့စီပန်အကုတ်အဖျားလေးမှာပဲကုတ်တာဖြစ်တဲ့တော့ရှာတို့အပေါ်ကိုအမြင့်မပါဘူးညက်ခဲ့တော့ကလည်းရှာတို့ကအပေါ်ကိုအမြင့်မညှက်ခဲ့တဲ့အတွက်ကောက်တဲ့အချိန်မှာလည်းရှာတို့ကစီပုံလေးကိုအကုတ်ခလောက်ပဲကောက်မှာပေါ့နော်ပြီးတော့ဟိုကောက်တဲ့ digital ကောက်တည်ပင်လေးကိုကြက်ရှိခံမယ်ဟုတ်ပြီကြက်ရှိခံမယ်နောက်တစ်ခုကကြတော့ဘေးကိုတမီးတို့ညှက်ခဲ့တော့ကရှာ page မှာလည်းတင်ထားတယ်20 degree စောင်းပြီးတော့ကောက်ခဲတာဖြစ်တဲ့အတွက်ဒီတစ်ချက်မှာလည်းရှာတို့ကစောင်းပြီးတော့ကောက်ပေါင်မယ်ကောက်မှာပေါ့နော်ဒီလိုကိုတစ်စောင်းလေးကောက်ပေးမယ်ဆိုတော့ဒီအဲ့တဲ့လိုချင်တဲ့သပင်ပုံလေးဟာစီပန်းအကောက်ကလေးဆိုလို့ရှိရင်ရှာတို့ကဒီအချောင်းကစောင်းမယ်ဒီအလိတ်ကဒဲလိမ့်မယ်တေချာလေးဂယူဒီဇိုင်းလိုက်ကြည့်ပြီးမှပဲကောက်ပေးနော်အရင်တုန်းကဆိုင်နေမှာဘလူးပုံစံနဲ့မှပဲကောက်အခုရှက်မျှဝေပေးတဲ့စီပန်းအကောက်ပုံလေးနဲ့ကောက်ကြည့်လိုက်နော်ပတ်စံလေးတွေကိုလေဆွဲရနေမှာဖိပြီးတော့ထည့်ရလိမ့်မယ်နော်ဟုတ်ပြီရှားကြတော့တင်တန်းတစ်ခုကိုပြလို့ရှိရင်ပါဇက်ကဒီနှလုံးသားတွေကနေပြီးတော့လိုက်လေးပေါ့နော်ပြပေးတယ်ရှက်ကိုအရှာပေါ့သူကကြတော့စကားအများကြီးမပြောပဲတင်လို့ရတဲ့ဟာကိုလို့ပြောပေးထားတယ်နော်ဆိုတော့ရှက်ကကြတော့ဟိုတင်တန်းပြနေတဲ့ဆရာမတယောက်ဖြစ်နေတဲ့အတွက်စကားမပြောဘဲနဲ့ရှက်ဘလို့တင်မလဲဟုတ်ပြီနော်သမီးအားရှာသမီးစိတ်ကျင်တဲ့အောင်စိတ်ချမ်းသာအောင်ရှက်စကားမပြောဘဲနဲ့တစ်ချက်လောက်ပြပေးမယ်နော်သမီးရှက်ရက်လိုက်ကိုကြည့်နေတယ်ဆိုလို့သမီးစိတ်ချမ်းသာမယ်လို့ချက်ထင်တယ်နော်ကြည့်လိုက်နော်ဟုတ်ပြီရှမ်းအကုန်လုံးကိုဒီလိုနင်းလေးတွေလိမ့်လိုက်ပြီးပြီပေါ့နော်ဟိုရှမ်းစကားမပြောပဲအခုအတန်တိတ်လေးနဲ့ချက်တင်နေထားတယ်ဆိုတော့တမင်းအားချချက်ရလိုက်ကိုကြည့်နေတယ်ဆိုရင်တမင်းစိတ်ချမ်းသာမယ်လို့ချက်တင်နေနော်ဆိုတော့ဟုတ်ပြီရှားတင်တန်းပြနေတဲ့ဆရာမတယောက်ဖြစ်နေတဲ့အတွက်တင်တန်းကိုပြရင်းနဲ့ဟိုလိုအပ်တဲ့လူတွေချက်တက်တဲ့ပညာလေးပေါ့နော်အဲ့ဒါလေးကိုရှားမျှဝေပေးတာဖြစ်တဲ့အတွက်အများကြီးချက်ကို comment လေးတွေဟိုဖတ်ရတယ်ချက်ကျင်တတ်တယ်ပေါ့နော်ချက်ပြောရှင်တဲ့ဟိုစိတ်တွေဟိုငါဒီနေ့ငါအတွက်
ကလေးတွေကိုဘယ်လိုပညာတွေထပ်ပြီးတော့ပေးရင်ကောင်းမလဲဒီလိုစိတ်သက်ကိုပဲရှက်မှာအမြဲတမ်းရှိတယ်ဆိုဟုတ်ပြီရှက်တည်သွားလို့ရှိရင်ဒီပညာလေးတွေကိုရှက်ယူသွားလို့မရဘူးဆိုလိုအပ်တဲ့ပညာလေးတွေကိုရှက်တက်တဲ့ပညာလေးတွေပေါ့နော်အဲ့ဒါကိုအခမဲ့တပြားမှမပေးရဘဲနဲ့လိုက်လေးဖွင့်တာနဲ့အသေးလေးပေးယုံနဲ့အပေါင်းလေးနှိပ်ယုံနဲ့ပညာတစ်ခုကိုရမယ်ဆိုတာတကယ်ကိုထိုက်တန်တဲ့လူမှပဲရှက်ရဲ့စေတနာကိုနားလေတဲ့လူမှပဲပညာလေးကိုရမှာဖြစ်တဲ့အတွက်ဟုတ်ပြီအခုရှက်လိုက်ပြလိုက်တယ်ဖြည့်ပြလိုက်တယ်ဖြည့်ပြလိုက်ပြီးတော့ဆက်လိုက်ပြီးဘလို့ပုံစံလိုက်သွားတယ်လဲဆိုတာကိုနားလေတယ်ဆိုရင်နားလေတယ်လို့ပြောပေးပါဘာဖြစ်လို့ဘလို့လိုက်သွားလဲဆိုတာနားမလေဘူးဆိုရင်နားမလေဘူးလေ comment လေးမှာရေးပေးပါအောင်နော်ဟုတ်ပြီဆက်ရှင်းပြပေးမယ်နော်လိုအပ်တဲ့လူတွေအတွက်ပေါ့နော်စိတ်ချမ်းသာမှုတွေအမြဲတမ်းရပါစေလို့လဲဆူတောင်းပေးတယ်မေတ္တာပို့ပေးတယ်နော်ဟုတ်ပြီရှားကတော့တင်တန်းပြလို့ရှိရင်စိတ်ရောကိုယ်ပါတေချာရှင်းပြပေးတယ်တေချာနားလည်အောင်ပြရင်တော့နားမလည်တဲ့လူတွေအများကြီးပဲဒါပေမဲ့ချက်သည်မျှဝေပေးတဲ့ပညာလေးတွေကိုတော့နော်လိုအပ်လို့ရှိရင်ယူပါမလိုအပ်လို့ရှိရင်လည်းကြော်တော့လိုက်နော်စိတ်ထဲမှာစိတ်မချမ်းသာမှုတွေဘယ်တော့မှမထားကြနဲ့နော်ဟုတ်ပြီချက်ဒီခါလေးပြပေးမယ်ဒီချက်တက်ကောက်လို့ရှိရင်ရှာတို့ကချက်နင်းပညာအတိုင်းပဲသွားမယ်ဆိုလို့ရှိရင်ဘေးကို20ဒီဂရီစောင်းထားတယ်ဆိုလို့ရှိရင်လက်တဲ့အချိန်မှာလည်းရှေ့ကို20ဒီဂရီစောင်းမှပြီးလို့ရှိရင်ကျတို့ကအလွှာမပါတဲ့အတွက်စပင်းတွေကိုအကုန်ရှပြီးတော့တောင်လက်ဆစ်ရှင်လေးတွေပဲသွားလိုက်ပေးမယ်ဟုတ်ပြီရှေ့ကအလိတ်ကစောင်းရင်နောက်ကအလိတ်တွေကတဲ့ကြီးပဲလိုက်သွားမယ်ဟုတ်ပြီနော်အချိန်ကိုအပူချိန်ကို120 15မိနစ်ပဲထားမယ်တကယ်လို့များဒီအက်တွေကနည်းနည်းလေးပဲကောက်သားလို့ချင်တယ်ဆို7မိနစ်ရဲ့အပူချိန်ကို120ထားပေးမယ်နော်အဲ့လိုဆိုလို့ရှိရင်သမီးတို့လိုချင်တဲ့digital အကောက်လွေကူတဲ့နည်းလေးတွေပြီးတော့အချိန်တစ်ခုပေါ့ digital ကောက်လို့ရှိရင်3နာရီ4နာရီကြာကြတယ်ကြာစရာမလိုဘူးနော်ချက်နည်းလေးကိုအသေးပေးပြီးတော့ကြည့်ရုံနဲ့လွေကူတဲ့နည်းလေးတွေကိုရမယ်လို့ချက်တင်တယ်နော်နောက်နေ့တွေမှာချက်ဘလို့ပညာလေးတွေနဲ့မျှဝေပေးမလဲဆိုတော့စောင့်ကြည့်ကြရအောင်နော်ဘိုင်ဘိုင်အားလုံးလိုရန်ဆန္ဒတွေပြေဝပြီးတော့ကောင်းသောနေ့လေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေနော်ဘိုင်ဘိုင်